မင်္ဂလာပါဒီနေ့စနေညမှာတော့ကျွန်တော် Bradford နဲ့ Liverpool ပွဲစဉ်ကိုရွေးချယ်သုံးသပ်ပေးချင်ပါတယ်မနေ့ကတောက်ကြညမှာတော့ကျွန်တော် Pizza Body ကိုရွေးချယ်ပေးခဲ့ပြီးတော့အဆင်ပြေခဲ့တာကြောင့်ရလိုက်ကြတဲ့အကိုတို့ရှိကိုမတ်မန်းခဲ့လို့ရပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ Pretty ပွဲစဉ်တွေကဆိုရင်ရက်ဆက်အဆင်ပြေနေပြီးတော့မနေ့ကတောက်ကြညမှာဆိုရင်ကျွန်တော်တို့ Member ပွဲစဉ်တွေအနေနဲ့တော့ League Body Pizza Body တို့တွေအဆင်ပြေအောင်မြင်မှုတွေရရှိခဲ့ပါတယ်ဒါကြောင့်ဒီနေ့စနေညမှာလည်းကျွန်တော်တေချာလေးရွေးချယ်ပေးထားတဲ့ကျွန်တော်ရဲ့အကောင်းဆုံး Member 3ပွဲစဉ်3ပွဲထွက်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ Member ပွဲစဉ်3ပွဲကိုစိတ်ဝင်စားလို့ဝယ်ယူခြင်းနဲ့အကိုတို့ကတော့ဒီနေ့တရက်ဆောင်9000ကျပ်နဲ့ဝယ်ယူလို့ရပါပြီဗျာအချိုးသားဆုံးဈေးနှုန်းထားတဲ့အမှန်ကန်ဆုံးရွေးချယ်မှုတွေကိုကိုတို့ရရှိမှာဖြစ်ပါတယ်တပတ်စာမန်မာဝင်ခြင်းနဲ့အကိုတို့ကတော့ဒီနေ့25ရက်စနေနေ့ကနေပြီးတော့လမ်းဘက်31ရက်နေ့တောက်ကြနေ့အထိကို9ရက်တပတ်ဆောင်2500ကျပ်နဲ့မန်မာဝင်ထားလို့ရပါပြီဘိုင်ဘာနံပါတ်39969888ခွန်3ညောလာရောက်ဆက်သက်ပြီးတော့မန်မာပွဲစဉ်တွေကိုဝယ်ယူလို့ရပါပြီဗျာဒီနေ့ပွဲစဉ်မှာလီဗာပူးကဘရက်ဖို့အဝင်းကွင်းနဲ့တစ်လုံး80စာဂိုးပေါင်း3လုံးတည်ဆိုပြီးတော့ဈေးကြောခွင့်လစ်ပေးထားပါတယ်ဒီပွဲစဉ်မှာကျွန်တော်ဘာရွေးမလဲဆိုတော့အခုသိနေပြီးသားဖြစ်မှာပါဟုတ်ပါတယ်ကျွန်တော်ဘရက်ဖို့ဘော်ဒီကိုရွေးချယ်မှာဖြစ်ပါတယ်မနစ်ကလီဗာပူးချန်ပီယံဖြစ်ခဲ့တဲ့နှစ်ကတော့လီဗာပူးကဘရက်ဖို့အဝင်းကွင်းမှာတစ်လုံး90ရှုံးထိဈေးကြောပေးခဲ့ဘူးတာကြောင့်ဒီရာသီမှာဈေးတန်းကပြား130လောက်ထိကျဆင်းလာပါတယ်လီဗာပူးအနေနဲ့ပရီးမီးယားလိအဝင်းကွင်း3ပွဲသက်ရှုံးပွဲတွေ့ထားလို့ဒီဈေးပေးတယ်ဆိုရအောင်နဲ့လီဗာပူးကချန်ပီယံလိမှာဖရန့်ဘတ်ကိုတော့မှ9ဂိုးပြတ်သွင်းပြီးတော့နိုင်ပွဲရလာတဲ့အသင်းပါဒါကြောင့်ဖရန့်ဘတ်ကိုတော့9ဂိုးပြတ်သွင်းလာခဲ့တဲ့လီဗာပူးကဒီပွဲစဉ်မှာဘရက်ဖို့ကိုလည်းဂိုးပြတ်အောင်မယ်ဆိုရင်ဘူကီတွေကဒီဈေးလောက်1.80ဈေးလောက်လေးဖွင့်ပေးပြီးတော့လီဗာပူးနေချင်အောင်ခေါ်နေမှာမဟုတ်ပါဘူးဒီဈေးကဘူကီပိတ်ထားတဲ့ဈေးလည်းမဖြစ်နိုင်ပါဘူးဘာကြောင့်လဲဆိုတော့ဒီပွဲစဉ်မှာထိုးသားအားလုံးကလီဗာပူးနိုင်ပွဲရသိပြီဆိုတော့လီဗာပူးကိုပဲပြုံပြီးကြိုက်နေကြမှာပါဒီလိုချိန်မှာ1.80ဈေးနဲ့တော့1.80ဈေးနဲ့တော့လီဗာပူးချီးမအောင်ဘူးလို့ကျွန်တော်ကတော့ယူဆနေရပါဘူကီတွေအဲ့လိုဒီသဘောမကောင်းနေပါဘူးဒါပြင်ကျွန်တော်တို့ချဲစီတောင်မှဘရက်ဖို့ဝင်းကွင်းကနေပေါ့ level အရှုံးထိဈေးကြောပေးခဲ့မှုပါတယ်ဈေးကြောပေးခဲ့တာကြောင့်ချဲစီတဲ့ပြား90လောက်ပိုတာတဲ့လီဗာပူးကဒီဝဲစဉ်မှာအနည်းဆုံး1.50လောက်ဖွင့်ပေးနိုင်ရမှာပါဒါပြင်မန်စီးတီးတောင်မှလီဗာပူးနဲ့ဈေးတန်းတူတဲ့မန်စီးတီးတောင်မှဘရက်ဖို့ကိုဝင်းကွင်းမှာတစ်လုံး30သားထိဈေးကြောပေးနိုင်ခဲ့တာကြောင့်လီဗာပူးအနေနဲ့ဒီပွဲစဉ်မှာအနည်းဆုံး1ပေါင်တစ်လုံးတင်ရတဲ့1ပေါင်50လောက်ဈေးကြောပေးရမယ်လို့ကျွန်တော်ကတော့ယူဆပါတယ်ဒါကြောင့်ဒီ1ပေါင်80ဆိုတဲ့ဈေးတန်းအရက်ရလီဗာပူးနိုင်ပွဲရဖို့မဖြစ်နိုင်ပဲနဲ့ဒီပွဲစဉ်မှာလီဗာပူးတေထက်မပိုဘူးလို့ကျွန်တော်ကတော့မြင်ပါတယ်ဒါကြောင့်လီဗာပူးနဲ့ဘရက်ဖို့ပွဲစဉ်မှာကျွန်တော် Asian Bradford Body တစ်ကြောင်းလေးကိုပဲကျွန်တော်ရွေးချယ်ပေးချင်ပါတယ်ဒီနေ့စနေညမှာတော့ကျွန်တော်တေချာလေးစဉ်းစားပြီးတော့ရွေးချယ်ပေးထားတဲ့ကျွန်တော်ရဲ့အကောင်းဆုံးမန်ပါပွဲစဉ်3ပွဲထွက်ရှိပါတယ်ကျွန်တော်ရဲ့မန်ပါပွဲစဉ်3ပွဲကိုစိတ်ဝင်စားလို့ဝယ်ယူခြင်းနဲ့ဆိုရင်တော့ဒီနေ့တရက်စာအောင်9000ကျပ်နဲ့ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့39969888ခွန်3ညောင်းလာရောက်ဆက်သက်ပြီးတော့မန်ပါပွဲစဉ်တွေဝယ်ယူလို့ရပါပြီဗျာအချိုးသားဆုံးဈေးနှုန်းထားနဲ့အမှန်ကန်ဆုံးရွေးချယ်မှုတွေကိုတို့ရရှိမှာဖြစ်ပါတယ်ဒါပြင်ဒီနေ့တဲ့နောက်ထပ် Pretty ပွဲစဉ်တစ်ပွဲကိုလည်းကျွန်တော်ရဲ့ Dedicated Channel မှာတင်ပေးသွားဖို့ရှိပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ Dedicated Channel ကိုမ join ရသေးတဲ့အကိုတို့အတွက်ဒီဗီဒီယိုလေးရဲ့အောက်မှာကျွန်တော်ရဲ့ Dedicated Channel ကိုချက်ထားပေးခဲ့ပါမယ်ဒါကြောင့်ကျွန်တော်ရဲ့ Dedicated Channel ကို join ပြီးတော့ဒီနေ့တဲ့နောက်ထပ် Pretty ပွဲစဉ်တစ်ပွဲကိုဝင်ယူလို့ရပါပြီဗျာကျွန်တော်ရဲ့ Dedicated Channel ကို join လုပ်ရတဲ့အကိုတို့ကတော့ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့39969888ခွန်3ညောင်းလာရောက်ဆက်သက်ပြီးတော့ Dedicated Channel လင်းလဲလာရောက်တောင်းယူလို့ရပါတယ်ဗျာအားလုံးပဲအဆင်ပြေအောင်မြင်မှုတွေရရှိကြပါစေကျွန်တော်ကတော့ Samty Soccer ပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်